ရန်ကုန်ရေဒီယိုမှာအတန်လွှင့်တင်ဆက်နေပါတယ်ရှင်။ဘောလုံးဖန်ဘော်ရာတို့အတွက်ဒီတစ်ပတ်ရဲ့ဂိုးရိုက်များအစီအစဉ်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါဦးရှင်။ဘာလို့နေရလဲ။ကန်လိုက်တော့လေ။ဂိုး။ကောင်းလိုက်ရဲ့ဂိုးကွာ။အားလုံးပဲမင်္ဂလာပါ။ရန်ကုန်ရေဒီယိုကိုနားဆင်နေကြတဲ့ဘောလုံးဖန်ဘော်ရာတို့အတွက်ဒီတစ်ပတ်ဂိုးရိုက်များအစီအစဉ်ကိုတင်ဆက်ပေးပါတော့မယ်။ကျွန်တော်ကတော့ကိုပိုင်ဖြစ်ပါတယ်ကျွန်တော်ကတော့ငိမ့်သက်ပါဟုတ်ကဲ့ပါကိုငိမ့်သက်ဒီနေ့မှာတော့ကျွန်တော်တို့အိမ်ခွင်းမှာရှုံးပွဲကြုံတွေ့ခဲ့တဲ့အာဆင်နယ်အသင်းအကြောင်းနဲ့ကျွန်တော်တို့အိမ်ခွင်းမှာပဲနိုင်ပွဲရှာဖွေနိုင်မလားဆိုတဲ့မန်ယူနိုက်တက်နဲ့စပါးအသင်းတို့ပွဲစဉ်အကြောင်းကိုကျွန်တော်တို့တင်ဆက်ပေးသွားပါမယ်ပထမဆုံးအနေနဲ့ကိုငိမ့်သက်ကျွန်တော်တို့အင်္ဂလန်ရဲ့ချန်ပီယံလိမှာနောက်ဆုံးကြန့်ရှိခဲ့တဲ့ကျွန်တော်တို့ရဲ့ဂန်နာကျွန်တော်တို့ရဲ့အာဆင်နယ်အသင်းအိမ်ခွင်းမှာ PSG အသင်းကိုတကူကူမရှိနဲ့ရှုံးနေခဲ့ရတဲ့ကိစ္စလေးကိုငိမ့်သက်စပါအောင်ဆိုတော့ကျွန်တော်ထင်တယ်ဒီအာဆင်နယ်နဲ့ PSG ပွဲမှာပေါ့နော်အာဆင်နယ်နေနဲ့ဖြစ်မနေအနိုင်ရက်လက်ကိုရှောင်းအောင်အကောင့်တွေပေါ်တင်အောင်ဒါမှသာ PSG ကိုယ်သွားကန်တဲ့အခါမှာခက်ဒီထက်ပိုပြီးမကစားအောင်ပဲဒါပေမဲ့တို့အိမ်ကွန်းမှာရှုံးခဲ့တယ်ရှုံးခဲ့တယ်ဆိုတော့တို့ရဲ့ဒီပွဲကိုချင်းကတ်တဲ့ game plan ပေါ့နော် game plan ကမှားယွင်းတာလားဒါမှမဟုတ်အာတီတာပဲလိုအပ်ချက်ရှိရလားပေါ့နော်ဆိုတော့ကစားသမားတွေကတော့အကုန်လုံးအားဆိုကစားကြတယ်ဆိုတော့ပွဲရဲ့မိနစ်20လောက်ထိကိုအာဆင်နယ်အသင်းအနေနဲ့ပေါ့နော်အာဆင်နယ်အသင်းအနေနဲ့တကယ်ကို PSG ကိုဘယ်လိုကစားမယ်သူတို့မသိဘူးဖြစ်နေပါလားသူတို့ပြင်ဆင်လာတဲ့ game plan ကမထိရောက် PSG ရဲ့ high pressing နဲ့မှာသူတို့ဘောလုံးတွေကကွင်းလင်မှာပြက်နေရများပြီးသူတို့ attacking စီကိုမရောက်နိုင်ဘူးပေါ့နော်ဆိုတော့ကျတော့ပွဲစားပြီး4မိနစ်မှာပဲဂိုးပေးလိုက်ရကျွန်တော်ထင်တယ်အာတီတာအနေနဲ့ပွဲပေါ်မှာ pressure အများများနေပါတော့တကယ်အပြောင်းအလဲလုပ်တဲ့ဟာတွေသူလုပ်ဖို့အတွက်တွန်းဆုတ်နေတာဒါမျိုးတွေတွေ့ခဲ့ရတယ်ပေါ့ဆိုတော့နောက်တစ်ချို့မှာတော့အာဆင်နယ်နဲ့ဒီလိုမျိုးဂျာလက်တွေမပေါ်ဘူးပြီးတော့ဒီလိုမျိုးပွဲချစ်ခဲ့မှုပုံစံတွေကိုတခြားပြင်ဆင်ဖို့အတွက်လိုမယ်ဗျဟုတ်တယ်ဗျကိုနေတိပြောပါဆိုပဲကျွန်တော်လည်းအဲ့ပွဲကိုကြည့်ရတဲ့အခါမျိုးမှာ PSG ရဲ့ဒီ high pressing ကစားဟန်နဲ့သူတို့ရဲ့ဘောလုံးကင်ထားနိုင်မှုကတကယ်ကိုသူတို့ရဲ့ဒီပြင်သစ်လိမှာပြင်သစ်ဘလူးကြီးဆိုတဲ့ဘွဲနဲ့ထိုက်တန်တယ်လို့ပြောလို့ရတော့တဲ့အထိကိုသူတို့အသင်းကတကယ်ကိုစွမ်းဆောင်ရည်မြင့်မားတဲ့အဲ့လို world class အဆင့်ရှိရဆိုတာမျိုးတကယ်ကစားဟန်နဲ့ပြခဲ့တာဗျာအာဆင်နယ်အခွင့်အရေးမရဘူးတော့မဟုတ်သူတို့ဒုတိယပိုင်းပြန်စတဲ့အခါမျိုးမှာသူတို့ကစားကွက်ကို okay PSG ကိုတိုက်စစ်ဆင်ဖို့အတွက်သူတို့လမ်းကြောင်းတွေရှာတွေးခဲ့တဲ့ဟာနေပဲသူတို့စကြိုးစားခဲ့တယ်သူတို့အသုံးပြုနေကြနီလန်ကနေတစင်သူတို့6ရရှိခဲ့တယ်ဒါပေမဲ့ချန်ပီယံလိပွဲဖြစ်တာကြောင့်လည်း VAR ချင်းပြန်ကြည့်ဟိုဟာမျိုးနဲ့သူတို့အဲ့ဂိုးကိုပယ်ဖြတ်ခံလိုက်ရတယ်အဲ့မှလည်းသူတို့စိတ်မနှံ့တော့ထိခိုက်သွားမှဖြစ်တယ်နော်စိတ်မဆိုင်ရထိခိုက်တယ်ဆိုတော့ကျွန်တော်တို့ねအာဆင်နယ်မှာတိုက်စစ်မှာအဖြေမရှိရပါလားတိုက်စစ်မှာအဖြေမရှိဘူးတကယ်အထောင်တိုက်စစ်မှုစစ်လည်းမရှိဘူးပြောချင်တာဗျာသူတို့ကဒီစက်ပိရတဲ့ဟာကိုတကယ်ဟိုဘေးချက်သဘောမျိုးတတ်မှတ်နေရပါလားပြောချင်သူတို့စိတ်ထဲမှာအဲ့လိုဖြစ်သွားငါတို့တခြားသောဒီလန်နေနဲ့ထိုးဖောက်အတွက်မလွယ်တော့ဘူးငါတို့ဒီစက်ပိတွေကပဲငါတို့ဂိုးရနိုင်တယ်ဆိုတော့အတွေ့သူတို့ကိုယ်တိုင်ဝင်သွားသလားပေါ့နော်ပြောချင်တာဗျာကျွန်တော်အာဆင်နယ်ကကောင်နာအတက်ကစားမှာလားကောင်နာအတက်ကစားမှာဒါမှမဟုတ်ရင် position play ကစားမှာလားဒါမှမဟုတ်ရင်ကျွန်တော်ဟို high pressing ကစားမှာလားအဲ့လိုမဟုတ်ဘူးတမအရှိရကစားသမားတွေ high pressing လုပ်တယ်ကောင်နာတက်ကြောက်တယ်ကွန်းလင်ကိုမကြော်ဘူးတမ position ကိန်းလားဆိုကြောက်လဲမဟုတ်သူတို့ဘာကစားခြင်းနေမှသူတို့ကိုမသိဘူးဖြစ်နေပဲလားပြောချင်တာဒီလိုချန်ပီယံလိလိုပွဲမျိုးမှာတကယ်ကိုဒါကဒီအတွေ့အကြုံတွေနဲ့ဆိုင်အောင်ရတာပေါ့ပြောချင်တာဟိုကျွန်တော်တို့ဟိုချန်ပီယံလိမှာ PSG ဒီနှစ်တိုင်းကျွန်တော်16တင်းအဆင့်ကျွန်တော်တို့ဟိုကွာတာမှာအဖြစ်ထွက်ရတယ်ဒါပေမဲ့ PSG တင်းကဒီအဆင့်တွေကိုဘယ်လိုချင်းကပ်ရမလဲသူတို့ရှင်းနေတွေတော့ဘယ်လိုမျိုးဟိုရှုံးပွဲကြုံနေတာသူတို့တင်ကန်းစာယူပြီးသားတာဒီချိန်မှာတွေ့ကြုံကောင်းရှိရပြီးတော့ passion လည်းကွာပဲလားပြောကြသူတို့ဒီနှစ်ကိုရှားနိုင်နေဆိုတော့ဂျုံကြည်ချက်ပေါ့နော် PSG မှာအပြည့်ရှိနေလို့ကျွန်တော်နေလို့ထင်တယ်ဒီမှာအာဆင်နယ်ကျတော့ကစားသမားတွေရဲ့ကစားပုံကတကယ်ကိုသူတို့ဟိုဘယ်လိုပြောရမလဲအားသုံးကစားရှိတယ်ဒါပေမဲ့ဒီပြအဒေတာအနေနဲ့တကယ်ကိုအပြောင်းလဲမလုပ်ရဲဘူးပေါ့နော်ဆိုတော့အပြောင်းလဲမလုပ်ရဲတဲ့ကိစ္စကကိုပိုင်အရေးကြီးရယ်နော်ပြောချင်တာကျွန်တော်တို့ဘယ်နေရာပဲဖြစ်ဖြစ်ကျွန်တော်တော်လိုင်းရေးမှာလည်းသုံးမဝင်တဲ့နေရာတွေထားပါတော့အလုံးမဖြစ်တဲ့အရာတွေအပြောင်းလဲလုပ်ဖို့လိုတယ်အပြောင်းလဲမလုပ်ဘူးဆိုရင်ကျွန်တော်တို့ကဘို့အဆုံးသက်ပါကျွန်တော်ရလက်ကောင်းအောင်မဟုတ်ဘူးနော်ဟောဒါလေးပါပဲကျွန်တော်တို့နောက်တစ်ကြော့မှာတော့တကယ်ရလက်ကောင်းအောင်လို့ဘယ်လိုပြောင်းလဲတွေဘယ်လို game ချင်းကပ်ပုံတွေနဲ့ကျွန်တော် game theory တိပေါ့ဗျာလားဘယ်လိုဟိုသွားမလဲဆိုတော့ကျွန်တော်တို့ဟိုစောင့်ကြည့်ရမှာဟုတ်မှန်တယ်ကျွန်တော်တို့ဒီဟိုပေါ့ game theory ကအရေးကြီးတယ်လို့ဗျာဒီ game theory ရဲ့အတွင်းထဲမှာကျွန်တော်တို့ player တယောက်အနေနဲ့စော်ကစားနေတဲ့ကစားသမားတွေကလည်းအရေးပါတယ်ဆိုတာကလည်းကျွန်တော်ဒီပွဲကအသက်သေးလို့ကျွန်တော်အနေနဲ့လည်းပြောချင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရှေ့ကအာဆင်နယ်လုံးဝ
PSG ထက်အင်အားပိုတောင်းတင်းတယ်လို့ပြောလို့ရတယ် Real Madrid အသင်းကိုသူတို့အနိုင်ယူခဲ့တယ်ဗျာအနိုင်ယူခဲ့တဲ့ပွဲမှာတော့ဆိုလို့ရှိရင်သူတို့အတာစီးကစားဟန်မဟုတ်ခဲ့လို့ရှိရင်တော့နိုင်ရလဲကိုစွမ်းဆောင်နိုင်ခဲ့တယ်အထူးသဖြင့် Declan Rice ပြစ်ဒဏ်ပေါ်ကနေသူဂိုးနှလုံးစတိုက်တီသူသွင်းပြခဲ့တယ်ဒီပွဲစဉ်မှာလည်း Declan Rice ကကွင်းထဲကနေတောက်လျှောက်ဆွဲပြေးလာတာမျိုးတွေဗျာသူကစားကွက်ဖန်တီးတာမျိုးတွေဒါမျိုးတွေရှိခဲ့ပေမဲ့အဲ့လိုပါတေးမပါခြင်းပေါ့ပါတီမပါခြင်းကသူ့ကိုဘယ်လိုပြောမလဲဖြတ်ပြီးမဲ့သူမပါဘူးဆိုတဲ့ဟာမျိုးနဲ့သူကိုယ်တိုင်ကဆင်းဖြတ်နေရတဲ့ဟာမျိုးမှာအာဆင်နယ်တိုက်စစ်ကလည်းအဲ့လိုထင်သလောက်အလုံးမဖြစ်ခဲ့ဘူးလို့ပြောလို့ရတယ်ပေါ့ဒါဆိုကိုငင်းသေးကျွန်တော်တို့နောက်တစ်ခုအနေနဲ့ Europa League ပွဲကန်မှုရှိနေတယ်ကျွန်တော်တို့ရဲ့ Man United နဲ့ Bilbao အဲ့ပွဲစဉ်တွေအကြောင်းကိုကျွန်တော်တို့တွားလိုက်ရအောင်အဲ့ပွဲစဉ်မှာကိုကျွန်တော်တို့ Man U တို့နဲ့လောက်ပါအောင်ဆိုတော့ဗျာကျွန်တော်ပြောချင်တာတော့ Manchester United အနေနဲ့ပထမကြောမှာ Bilbao အိမ်ကွင်းသွားမှာနော်ဟုတ်တယ် Bilbao အိမ်ကွင်းသွားကန်မှာဆိုတော့ကျွန်တော်ကျွန်တော်အမြဲတမ်းပြောပါတယ်ကျွန်တော်ဥရောပမှာနော်ဒီ Champions League Europa League တွေမှာအင်္ဂလန်အသင်းတွေကကျွန်တော်တို့ပုံမှန်တခြားသော league တွေရဲ့ဒီပထမတန်းအဆင့်မဟုတ်တဲ့အသင်းတွေထက်ပိုပြီးတော့တာရတယ်ပေါ့နော်တာရတယ်ဘယ်လိုပဲကန်ပေါ့နော်တာရတယ်ပထမတန်းအဆင့်တော့ထားပါတော့ PSG ကျွန်တော်တို့ Inter Milan ဘာကာရီရဲ့တမဘာဘိုင်ယန်တော်တော်မျိုးအဲ့လိုမဟုတ်ပဲကျွန်တော်တကယ် Champions League ကိုကျွန်တော်အဆင့်3-4ထားပါတော့လို့ဝင်လာတဲ့အသင်းတွေရှိတယ်ဗျာကျွန်တော်ဒီအခုဆိုလေ Athletic အပါအဝင်ပေါ့ဗျာဆိုတော့ကျွန်တော်ပြောချင်တာ Athletic ကမကောင်းတော့ဆိုကောင်းတယ်သူကြော်ဖြတ်လာတဲ့ခီးရလည်းနည်းနည်းတော့ခီးမဟုတ်ဒါပေမဲ့ Man U အသင်းတွေနဲ့တစုံတရာပေါ့နော်ပို့ပြီးတော့လုံးပြနိုင်မယ်ကျွန်တော်ထင်ဒါပေမဲ့ကျွန်တော်မြင်ချင်တဲ့ဟာတော့ Man U ကိုနိုင်စေချင်တယ် Final မှာစပါးနဲ့ English Final မြင်ချင်တယ်ဒါမှသာကျွန်တော်တို့အင်္ဂလန်အသင်းတွေကပို့ပြီးတော့ Champions League မှာပို့ပြီးတော့နေရာတစ်ခုပိုရမှာပဲဆိုတော့ကျွန်တော်မြင်ရတော့ဒီ game ဒီ Athletic နဲ့ Man U မှာ Man U အသင်းတွေနဲ့အဝေးကွန်းမှာပေါ့နော်အဝေးကွန်းမှာမရှုံးအောင်ကစားခဲ့ဗျာမရှုံးကစားခဲ့အိမ်ကွန်းမှာကျွန်တော်အနိုင်ပြန်လို့ရတယ်ဆိုတော့ဒါမျိုးပေါ့နော်ဒါမျိုးကိုကျွန်တော်မျှော်လင့်တယ်ပြီးတော့ဒါမျိုးဖြစ်အောင်လည်းသူတို့လုပ်မယ်ပေါ့ဆိုတော့ကျွန်တော်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းMan U အသင်းအနေနဲ့ဒီဖလားကိုရတော့မှသူတို့ Champions League ကန်လို့ရChampions League ရမှသာကျွန်တော်တို့ကစားသမားရှောင်းထုတ်တာတွေဝဲတာတွေကျွန်တော်အသင်းမှာပြင်ဆင်မှုတွေအားလုပ်လို့ရမှာဗျာဒါအားလုပ်လို့ရမှာဆိုတော့ကျတော့Man U အသင်းအနေနဲ့အရေးကြီးတယ်ဟုတ်ဒီပွဲရလက်အနေနဲ့ဆိုလို့ရှိရင်ပထမကြောမှာဘယ်လောက်ဖတ်သွားမယ်လို့ထင်တယ်ကျွန်တော်အနေနဲ့ Man U ကတော့ကျွန်တော်သိကြတယ်နောက်ဆုံးမရှုံးဖို့ဥတီပြီးတော့ကန်လာမှာဗျာမရှုံးဖို့ဥတီပြီးကန်လာမှာဒီပွဲကကျွန်တော်ထင်တယ်ဂိုးတော့တွင်းကြလိမ့်မယ်ထားပါ1-1ထားပါတော့2-1ပေါ့နော်ရှုံးဝိုင်းတော့2-1ပေါ့နော်2-1အဲ့လောက်တော့ဖြစ်မယ်ထင်တယ်ပြီးတော့တစ်ဖက်မှာပြန်ကြည့်ကျွန်တော်ကြည့်တာပေါ့နော်ပြန်စဉ်းစားတော့ကျတော့Man U နဲ့ဒီပွဲကိုနိုင်မှာသူတို့ Champions League ပေါ်မှာသို့တော့ Athletic ဘက်ကကြည့်တဲ့ခါကျရင် Athletic အနေနဲ့ Spain La Liga ရဲ့ဇယားထိပ်ပိုင်းမှာရှိတယ်ဟုတ်လားသူဒီပွဲကနေပြီးတော့ထွက်သွားခဲ့ရရင်တော့မှဖလားကိုင်မြဖို့အတွက်အခွင့်အရေးဆုံးရှုံးသွားရင်တော့မှသူတို့အတွက်ကျွန်တော်တို့ Champions League ဝင်ကန်ဖို့အတွက်အခွင့်အရေးရှိနေသေးတယ်ပေါ့ရှိနေဆိုတော့ Man U နေကတော့ပြန်လန်းမရှိဘူးဗျာဒါပေမဲ့နောက်လက်ကြည့်ကြောပဲရှိတယ်ဗျာဒီဖလားကိုရမှာဖြစ်မှာပရိသတ်တွေကလည်းဒီဖလားကိုဖြစ်ဖြစ်ဒီရမယ်လို့ယုံကြည်နေရဗျာဆိုတော့ကျွန်တော်တို့ Man U နေနဲ့ဒီအဝေးကွင်းပွဲဖြစ်အိမ်ကွင်းပွဲဖြစ် Europa League ရော Final ရအောင်သူတို့ဖလားရအောင်သူတို့အစွမ်းကုန်သူတို့အကုန်ကစားရမယ်လို့ကျွန်တော်တို့ထင်တယ်ဗျကျွန်တော်တို့Europa League ကို Man U ကိုယုံကြည်ချင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့နောက်တစ်ပွဲကိုပြန်သွားရရင်စပါးရှိရပါတော့စပါးအသင်းနဲ့ပွဲလေးကိုလည်းကျွန်တော်ပြောပေးပါဦးကိုပိုင်ဘယ်လိုဖြစ်မလဲပေါ့နော်စပါး final တက်လောက်လာပေါ့နော်ဘော်ရိုးနဲ့ပေါ့နော်မှန်ဘော်ရိုးနဲ့ကျွန်တော်တို့နော်ဝေးလီကအသင်းတွေကပူးဝင်လင်းပြောလို့ရှင်ကျွန်တော်လည်းမသိဘူးသူတို့ကလည်းဒီနှစ်ဘလုံးရာသီမှာသူတို့ရဲ့အိမ်မက်တစ်ခုအနေနဲ့ဒါသူတို့ရှင်အမြင့်မားဆုံးဖြစ်မှာပဲဗျာဆိုလိုချင်တာဥရောပပြိုင်ပွဲကိုသူတို့ဝင်ရောက်ရှင်မြန်ကစားဝင်ရတယ်ပြီးတော့ဒီဥရောပပြိုင်ပွဲမှာအခုဆို semi final အဆင့်ကိုသူတို့တက်လန်းလာခဲ့ပြီပထမကြောမှာစပါးအိမ်ဝင်မှာဆိုတဲ့အခါမျိုးမှာစပါးရဲ့ဒီကစားဟန်နဲ့စပါးရဲ့ရည်ရွယ်ချက်ပေါ့နော်ဒါကိုကျွန်တော်သေချာမသိဘူးဒါဟုတ်သေချာမသိတာကျွန်တော်တို့4-5-6နှစ်လောက်ရှိပြီကျွန်တော်အဲ့ဒါပူဝင်လင်းပြောရလို့ရှိရင်စပါးကပရီးမီးယားလိမှာဘာကြောင့်သူတို့ကအဲ့လိုမျိုးဒီလိုမျိုးဘတ်ဂျက်တစ်ခုကိုသူတို့ဘယ်လိုသုံးစွဲနေတယ်သူတို့ဘယ်လိုလဲပတ်နေတယ်ဘယ်လိုလုပ်ငန်းတွေတစ်ခုနဲ့သူတို့ဘာတွေကိုရည်ရွယ်နေတယ်ဘယ်အောင်မြင်မှုတွေကိုသူတို့ရှောက်လန်းနေတယ်ဒါတွေကိုကျွန်တော်တို့တခြားသောဥပမာဗျာကိုငင်းတီတို့ရဲ့လီပါဝူးအသင်းကိုကျွန်တော်တို့လှမ်းကြည့်တယ်လို့မျိုးကြည့်တဲ့အခါမျိုးကလည်းမမြင်ရတယ်လို့ဗျာသူတို့အသင်းကလည်းဘာလို့စလောင်နေမှမသိဘူးပေါ့အဲ့ပေါ်မှာမူတည်ပြီးတော့ပဲဒီပွဲရလက်ကကျွန်တော်ပြောင်းလဲသွားမယ်လို့ထင်တယ်ဒီပွဲရလက်ထွက်သွားမယ်လို့ထင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်စပါးကဘောလုံးရသည်ကျွန်တော်နောက်ဆုံးတွေ့ခဲ့ရတဲ့3-4ရာသီတစ်လျှောက်လုံးမှာဘယ်လိုပြောရမလဲ Harry Kane တို့ဆွန်အောင်မင်တို့ရဲ့ prime တက်ခစ်မှာတော့သူတို့အင်အားကြီးဆုံးနေတာတခုသူတို့ရောက်ခဲ့တယ် Champions League final ဒီပါရောက်ခဲ့ရပါတော့ Champions League final ဒီပါရောက်ခဲ့တယ်ပေါ့မှန်တယ်ပြီးတော့ဒီဖလားလက်မဲ့ဟိုဟာရင်းနဲ့ပဲအဲ့တော့ကိုငင်းတင်နေလောက်ပါအောင်စပါးသင်းရဲ့ဒီအိမ်မက်နဲ့ဒီလက်ရှိ Europa Leagueသူတို့ဘယ်လိုခင်းကျင်းလာမလဲ
ဆိုတော့စပါးအတင်းအောင်ကျွန်တော်ထင်တယ်ဟိုလိအစင်တန်းရလဲကွာတယ်ဗောနော်ဒါဘယ်လောက်ကြီးပဲစပါးနဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲပီးမြလိမှာရုံးကန်နေရတယ်ပြောဗောနော်ကျွန်တော်တို့ရှိရကကျွန်တော်လီဗာပူးနဲ့ကန်သွားတဲ့ပွဲမှာဆိုပြီးသူတို့ခြေစွမ်းကညံ့တာမဟုတ်ဘူးဒီဘက်မှာရတန်မီဖို့အတွက်သူတို့အများကြီးစူးစမ်းနေရဆိုတော့ဒီနေ့ပွဲမှာထားပါတော့ဒီဘောလုံးနဲ့ပွဲမှာကြာရင်လည်းသူတို့ဆောင်းအောင်မင်းပါနိုင်မှာမဟုတ်ဗျာတရားရနေဟုတ်တယ်ဒါဆိုကြတိုက်စစ်ကိုတော့ကျွန်တော်ဆိုလန်ကီတို့ဟိုဥဆောင်လာမှာပေါ့နော်ဥဆောင်လာမှာဖြစ်တဲ့အတွက်စပါးကျွန်တော်ဒီနော်ဝေအသင်းကိုတော့ကျွန်တော်ဟိုနိုင်ဝါမှာဗျာနိုင်ဝါပြီးတော့ကျွန်တော်ဟိုဖိုင်နယ်မှာစောင့်နေဖို့ပဲသူတို့ကစဉ်းစားမှာတစ်ဖက်အသင်းကမကောင်းဘူးကောင်းမှာဒါပေမဲ့ကျွန်တော်စပါးကိုတော့ကျွန်တော်ကယုံကြည်မှုပြည့်ရှိတယ်ဆိုတော့စပါးတင်းနေတယ်ကျွန်တော်တင်တယ်စပါးရဲ့နောက်တန်းကစားသမားအခြေအနေကစားခွဲရတော့ကျွန်တော်တင်တယ်ဂိုးတော့ပေးရလိမ့်မယ်ဒါပေမဲ့စပါးနိုင်နေမယ်နိုင်တဲ့ခါကျရင်ကျွန်တော်ထင်တာတော့ခိုးပြက်လိမ့်မယ်ပေါ့နော်ကိုပြက်လိမ့်မယ်3-1ဒါမှကိုမပေးရအောင်ဆိုရင်2-0ပေါ့ဗျာလားအဲ့လောက်သွားလိမ့်မယ်ဆိုတော့ဟိုမျောလင်းချက်ပေါ့နော်ကျွန်တော်ထောက်အတမဘာကိုယုံကြည်ပြီးသွားနေကြတယ်ပေါ့ဆိုတော့ကျွန်တော်ထင်တယ်မန်ယူရောလို့ပြောရမလဲဆက်ပါပေါ့နော်ခုတည်းရှိတဲ့တင်းလုံးကတကယ်ဒီပီးမြားလိရဲ့ဒီတက်စစ်တုံနာမှာတမ်းမစင်းရပေမဲ့ရှာစီပိတ်ခဏနေ8လောက်ထိရောက်သွားတာပေါ့နော်ဆိုတော့ဒီအသင်းနေမှာလည်းကဲဆိုရင်ကျွန်တော်တို့တော်ဖိုးလေးဝင်မှုအချင်းပြိုင်နေတဲ့အသင်းတွေဒီ title race ဆိုပြိုင်နေတဲ့အသင်းတွေဖြစ်ရမှာဆိုတော့ Man U fan ပရိသတ်တွေလည်းတော့တင်တယ်အားတင်းထားမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်လည်းအားတင်းထားမယ်သူတို့ငါတို့ Europa League ဖလားရလို့ကတော့ဟောဒီပြီးွားပြန်တိုက်မယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကလည်းကျွန်တော်လည်းကိုပိုင်ပေါ့ဗျာထားပါကျွန်တော်ငိမ့်တဲ့ကျွန်တော်ပေါ်လာကြီးကိုပိုင်ကတော့တကယ်ဆူတောင်းပေးတယ်ကျွန်တော်တို့မန်ယူတင်းလည်းဖလားရပါသည်စပါးတင်းလည်းရှားနေကြပါသည်ပေါ့နော်စပါးရိတ်တွေလည်းရှိလို့ကြတော့ကျွန်တော်အင်္ဂလန်တင်းတွေတူရပေါ့ဗျာဒါအာကြီးကတော့တကယ်ဒုတိယကြော့မှာတကယ်ခက်ခဲတဲ့ပြိုင်ပတ်နဲ့ကျွန်တော်တို့အဝေးကွန်းမှာတွားကန်မှာဖြစ်တဲ့အတွက်အာကြီးတင်းမပါဘူးမလားပါပါတယ်အာကြီးလည်းကန်ကောင်းပါသည်မင်းကန်ကောင်းပါသည်ပေါ့အာကြီးတင်းလည်းကန်ကောင်းပါသည်ပေါ့ဆိုကြတော့ဒါပါပဲကျွန်တော်ဘက်ကတော့ကျွန်တော်ရဲ့ခံစားချက်ကျွန်တော်ဖြစ်စေချင်တဲ့ဟာပေါ့ဗျာကျွန်တော်အင်္ဂလန်တင်းနေပါမဟုတ်ကဲ့ပါကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဆုံးသက်အနေနဲ့ငင်းတဲ့ဟုတ်ပါဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကိုရိုက်မြန်စီစဉ်ဟိုကကျွန်တော်တို့ Brown Radio နေပြီးတင်ဆက်ပေးနေရဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြောနေတဲ့အထဲမှာကျွန်တော်တို့အကြောင်းအရာလေးတွေကတူတာရမတူတာတွေဘလုံးတင်းနဲ့သက်ဆိုင်တာမသက်ဆိုင်တာရှိမယ်ပေါ့နော်တိုးတော့ကျွန်တော်တို့ဒေါ်လာရေးထဲမှာလည်းကျွန်တော်တို့ပါဝင်နေကြတယ်ကျွန်တော်တို့ဘလုံးပွဲလည်းကြိုက်ကြတဲ့လူငယ်တွေပြတ်လာဖြော်ပြရုပ်လည်းကျွန်တော်တို့နားထောင်နေကြရဲဆိုတော့ကျွန်တော်တို့စီစဉ်တွေက report ရဲဘော်တွေကတော့နော် reportainment ပေါ့နော်reportainment ကိုကျွန်တော်တို့သွားတာဖြစ်ပါတယ်ကျွန်တော်တို့ Brown Radio channel ကကျွန်တော်တို့တွေမှာဒေါ်လာရေးနဲ့entertainment ကျွန်တော်ပေါင်းဆက်ပြီးတောင်းတာဖြစ်တဲ့အတွက်ကျွန်တော်နောက်လာမယ့် season တွေမှာလည်းဒီလိုမျိုးအကြောင်းအရာတွေနဲ့ကျွန်တော်တို့ပြည်သက်တွေစီကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော် Brown Radio ရဲ့ကိုရိုင်းမြန် season ကိုစောင့်မျှော်ကြည့်ရှုနားဆင်ပေးနေကြတဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်နောက်ပတ်ဖြတ်သာပေးနေမှာလည်းကျွန်တော်နဲ့ကိုပိုင်နဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဘက်မှာပြန်တွေ့ပါမယ်နော်ဒါကတော့ဂိုးရိုင်များအစီအစဉ်ကိုကျမတို့တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ရှင်နောက်ပတ်တွင်မှာလည်းဂိုးရိုင်များအစီအစဉ်ကိုဆက်လက်တင်ဆက်သွားမှာမို့ဘောလုံးဖန်ပရိသတ်တို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်ဘာလို့နေရလဲကန်လိုက်တော့လေ